ရှုဆန်ကဒီလူနဲ့တော့ကျမလက်မထပ်နိုင်ဘူးသူ့ကိုကြည့်ရတာစင်းရဲတဲ့လုံခြုံရေးဝန်ထမ်းတယောက်လိုပဲလို့သူမကမျက်နှာတင်းတင်းနဲ့ပြောလိုက်ပါတယ်သူမမိခင်ကလည်းချက်ချင်းထောက်ခံပြီးကိုသမီးကိုတိုင်မီတွင်နဲ့ပြစ်ချမလားမဖြစ်နိုင်ဘူးလို့ပြန်ပြောပါတယ်အခုစေမိသားစုရဲ့အနေအထားကိုကြည့်ပါရှုဆန်ကတော့ချမ်းသာတဲ့မိသားစုတွေကိုပဲလက်ထပ်တင်တယ်ဒီလိုလုံခြုံရေးဝန်ထမ်းနဲ့မဖြစ်နိုင်ဘူးလို့ပြောပါတယ်ဒီလက်ထက်ရေးကိုတော့သူ့မိသားစုရဲ့အဖိုးကြီးကအပိသက်ဆုံးဖြတ်ထားပြီးသားထို့အပြင်စကရူကလည်းမကြသေးခင်ကပဲအများပြည်သူထံရှယ်ယာတင်ထားပြီးဖြစ်လို့အခုချိန်မှာနောက်ပြန်လှန်လိုက်ရင်လူတွေကငွေလိုက်စားတဲ့မိသားစုလို့ပြောကြမှာဖြစ်ပြီးဂုံသတင်းပျက်စီးုံမကစတော့ဈေးကွက်ကိုပါထိခိုက်နိုင်ပါတယ်လို့စီဆန်အဖေကပြောလိုက်ပါတယ်ဒီအချိန်မှာစစ်ဆန်အမေကအကြံပေးလိုက်တယ်ဆရာဖင်နကိုပဲလက်ထပ်ခိုင်းလိုက်ပါသူမကျမ်းမာရေးကြောင့်ကျေးလက်မှာနေပေမဲ့သူကအကြီးဆုံးသမီးပဲမူလလက်ထက်ရေးကလည်းသူမအတွက်ပဲဖြစ်ထားတာဆရာဖင်နာကလတ်ထဲမှာအပယ်တလုံးကိုကင်ထားပြီးအေးဆေးစွာပြောလိုက်ပါတယ်မျိုးကအပယ်တွေကကျမတို့ရွာကအပယ်တွေကိုမရှင်နိုင်ပါဘူးပြီးတော့မထင်မှတ်ပဲသူမကဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်ပါတယ်ကျမလက်ထက်မယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ဆရာဖင်နာမှာစီးကဲနှစ်ချက်ရှိပါတယ်ပထမကျမအဖွားအတွက်အနားယူခံငွေဒေါ်လာ3သိန်းလိုတယ်ဒုတိယ Brightscape ဖော်တော့မှာအလုပ်တစ်ခုလိုတယ်မိသားစုဝင်တွေအံ့ဩသွားကြပြီးအဲ့ဒီဟိုတယ်က Brightscape Group ပိုင်တဲ့ငကြဲဟိုတယ်မဟုတ်လားလို့မေးကြပါတယ်ဆရာဖင်နာကခိုင်မာစွာဟုတ်တယ်လို့ပြန်ဖြေပါတယ်အဲ့ဒီမှာတင်ပါလို့မလဲလို့မေးတဲ့အခါသူမမျက်လုံးထဲမှာစိတ်တက်တစ်ခုတောက်ပလာပြီးအဲ့ဒီစီကိုမကောင်းတဲ့လူကိုရှာမယ်ကျမတို့ရွာကိုဖျက်မဲ့အရာကိုရက်တက်မယ်လို့ပြောလိုက်ပါတယ်ပြီးတော့ရိုးသားစွာထပ်ပြောပါတယ်ကျမပညာမတတ်ဘူးမျိုးထဲမှာငှက်ပြီးမသေးချင်ဘူးနောက်ဆုံးမှာတော့သဘောတူညီမှုရရှိသွားပြီဆရာဖင်နာကလက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်တစ်ဖက်မှာတော့ Fitzgerald ပေါ်လာပါတယ်ဒါပေမဲ့သူကစီယိုတယောက်ဖြစ်ပေမဲ့ကိုပိုင် identity ကိုဖုံးကွယ်ဖို့စင်းရဲတဲ့လုံခြုံရေးဝန်ထမ်းလိုဝတ်ဆင်ထားပါတယ်သူ့အောက်လက်ကမေးလိုက်ပါတယ်မ Fitzgerald ဘာလို့ဒီလိုဝတ်ထားတာလဲ Fitzgerald ကပြုံးပြီး blind marriage ဆိုတာဟောင်းနေပြီအဖိုးကိုမဆန့်ကျင်နိုင်ပေမဲ့စီမီသားစုကိုတော့ကြောက်ပြီးပြန်လှည့်သွားအောင်လုပ်မယ်ပြီးတော့ထပ်ပြောပါတယ်ဒီနေ့ကစပြီးကျွန်တော်စီရမဟုတ်တော့ဘူးလုံခြုံရေးဝန်ထမ်းတယောက်ပဲလက်ထပ်တဲ့နေ့မှာတော့ဆရာဖင်နာကလုံးဝတက်ကြွပြီး Fitzgerald ရဲ့လက်ကိုဆွဲပြီးသွားကြဆိုဟာပြီးလက်ထက်လက်မှတ်သွားယူကြရအောင်လို့ပြောလိုက်ပါတယ် Fitzgerald ကအန်အော်ပြီးခဏဆောင်ပါလို့ပြောနေတော့ဆရာဖင်နာကချက်ချင်းပြန်ပြောပြလိုက်တယ်မျိုးသားတွေကအရန်နေတယ်လက်ထပ်ဖို့တောင်နောက်ကျနေတယ်ပြီးတော့မရှက်မကြောက်ကျမကဆရာဖင်နာတင့်စနီးပဲလို့ဓာတ်ရိုက်ပြောလိုက်ပါတယ် Fitzgerald ကမကျေနပ်ပဲမင်းစကားကိုသတိထားပြောငါအဝတ်အစားကိုမမြင်ဘူးလားဆရာဖင်နာကတော့မထိတ်လန့်ပဲကျမကျေးလက်ကပဲဖြစ်ပေမဲ့လုံခြုံရေးဝန်ထမ်းဆိုတာဘာလဲသိတယ်လို့ပြန်ပြောပါတယ်ပြီးတော့သူမကသူ့ကိုလုံးဝမရှက်ပဲအကဲဖြတ်လိုက်ပါတယ် Fitzgerald တင်နေအားနေတယ်လို့ပဲမျက်နှာလဲတာမှန်ပဲဒါပေမဲ့အခြားအရာတွေကအဆင်ပြေပါတယ်ဒီစကားကြောင့် Fitzgerald ကမျက်နှာတင်းသွားပြီးမင်းကငါရုပ်ရည်ကိုဝေဖန်နေတာလားလို့ပြောလိုက်ပါတယ်ဒါပေမဲ့အဆုံးမှာတော့သူတို့နှစ်ယောက်လက်ထက်လက်မှတ်ယူလိုက်ပါတယ် Serafina ကသူ့အဖေကိုဖုန်းခေါ်ပြီးကျမလက်ထက်လက်မှတ်ရခဲ့ပြီး3သိန်းကိုပေးလိုက်တော့လို့ပြောလိုက်ပါတယ်လက်ထက်လက်မှတ်တစ်ခုကိုဒေါ်လာ3သိန်းနဲ့လဲရတယ်ဆိုတော့အားလုံးကငွေကြောင့်ပဲအဖိုးကမသေးမချင်းဖိအားမပေးခဲ့ရင်ဒီလိုကျေးလက်သူနဲ့လက်မထပ်ဘူးလို့ Fitzgerald ကတွေးမိတယ်လက်ထပ်ပြီးနောက် Serafina ကမေးလိုက်ပါတယ် Fitzgerald ငါတို့ဘယ်မှာနေမလဲမင်းငါနဲ့နေချင်တာလားအဲ့ဒါပဲမိမဆိုတာခင်ပွန်းနောက်လိုက်ရတယ်ဒါကကျမတို့ရွာရဲ့အစင်လာပဲလို့Serafina ကပြောလိုက်ပါတယ်အိမ်တလုံးကိုချက်ချင်းတောင်းနေပြီးငါအထင်မြင်ကိုဖုံးကွယ်ထားရမယ်ခဏဆောင်ဆိုပြီးပြောလိုက်ပါတယ် Fitzgerald assistant ကဆရာတင်ကစစ်ဆက်မှုကိုဖျက်မယ်ဆိုတာမဟုတ်လားဘာလို့လက်ထပ်လိုက်တာလဲမမေးနဲ့သူမကအရန်ခိုင်ပါတယ်ထွက်ပြေးမရဘူးအိမ်သေးသေးတလုံးရှာပေးပိုဟောင်းပိုပျက်စီးနေရင်ပိုကောင်းတယ်လို့ပြောပါတယ် Fitzgerald ကသူမကိုစမ်းသက်ချင်လို့အရန်ဟောင်းပြီးပျက်စီးနေတဲ့အိမ်တလုံးစီစဉ်ပေးလိုက်ပါတယ် Serafina ကငါတို့ဘယ်မှာနေမလဲသွားလို့ရပြီလားမေးလိုက်တယ်ရတယ်ငါကားကိုယူဆိုပြီး Fitzgerald ကပြောလိုက်ပါတယ်ဒါတင့်ကားလားအရန်လှတဲ့ကားပဲတော့မဟုတ်ဘူးငါလုံခြုံရေးဝန်ထမ်းပါဒီလိုကားကိုဘယ်လိုဝယ်နိုင်မလဲငါကားကအဲ့ဒီဘက်မှာဆိုပြီး shared bike ကိုပြလိုက်ပါတယ်အိမ်ကိုရောက်တဲ့အခါ Serafina ကလှည့်ကြည့်ပြီးကျမဝက်ချန်တောင်မင်းနေရထက်ပိုတန်ရှင်းဦးမယ်လို့ပြောလိုက်ပါတယ်တန်ရှင်းရေးသမားခေါ်ပြီးရှင်းခိုင်းလိုက်မယ်မင်းတလားရတဲ့လစာလေးနဲ့တော့တိတ်ပြီးလက်ဖွာမနေနဲ့ဦးဒါမျိုးကငါလဲလုံနိုင်ပါတယ်တော်တော်ညစ်ပတ်တာပဲမင်းကိုယ်တိုင်ရှင်းနေမှာလားမင်းကောငါလားငါတော့မလုပ်ဘူးမင်းကမလုပ်ဘူးပေါ့ကဲလာပါဦးဆိုပြီးသူတို့နှစ်ယောက်စလုံးတန်ရှင်းရေးစလုပ်လိုက်ပါတယ်လက်နဲ့အားထုတ်ပြီးတန်ရှင်းရေးလုပ်တဲ့ပုံကိုမြင်ရတာတဖြည်းဖြည်းအိမ်ဟောင်းကနေချင်းစရာအိမ်တလုံးလိုပြောင်းလဲသွားပါတယ်သိရင်ဘတ်ဂျက်သားတွေကကျမထက်တောင်ကြီးတယ်ဝက်တွေထက်တောင်နူးညံ့တယ်လို့ပြောလိုက်ပါတယ် Fitzgerald ကအံ့ဩသွားပြီးဘာပြန်ပြောရမလဲမသိဘူးဖြစ်သွားပါတယ်ထို့နောက် Serafina ကအဝတ်ပြဲနေတဲ့အင်ဂျီကိုမြင်ပြီးချုပ်ပေးမယ်လို့ပြောလိုက်ပါတယ် Fitzgerald ကမယုံပဲဒီလိုတန်ဖိုးကြီးအဝတ်ကိုချုပ်မယ်ဆိုတာမတွေ့ဘူးလို့ပြောပါတယ်ဒါပေမဲ့ Serafina ကတကယ်ပဲအချိန်ယူပြီးချုပ်ပြီးပြန်ပေးလိုက်တော့အင်ဂျီကအလွန်လှပသွားပါတယ် Fitzgerald ကမဝတ်ချင်ဘူးဆိုပေမဲ့ Serafina ကအတင်းဝတ်ခိုင်းပြီးမစိုးဘူးနော်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာ Fitzgerald ရဲ့စိတ်ထဲမှာတခုခုပြောင်းလဲလာပြီးသူမရဲ့ရိုးသားမှုနဲ့အပြုံးလေးကိုကြည့်ပြီးစိတ်ဝင်စားလာပါတယ်နောက်ဆုံးမှာတော့ Serafina ကစိတ်လှုပ်ရှားစွာ Fitzgerald သွားကြစို့ဈေးဝယ်ပြီးအိမ်မှာနေကြရအောင်ဒီနေ့ကျမကုန်ကြမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ Fitzgerald ကချက်ချင်းမသွားဘူးမင်းရဲ့ချက်ပြုတ်စွမ်းရည်နဲ့ဆိုမိဖို့ကန်းကိုမဝင်တာပိုကောင်းတယ်ထိတ်ကောက်မှာမယ်လို့ပြန်ပြောလိုက်ပါတယ် Serafina ကချက်ချင်းမခံမရက်မင်းဝက်လိုက်နေတယ်လို့ပဲကျမဝက်တွေကမင်းလောက်မပြင်းဘူးလို့ပြောလိုက်ပါတယ်